Amen.
哈利路亚。ကျွန်တော်ဆက်ပြီးတော့ဘုရားခင်ရဲ့ဝိညာဉ်တော်ကျွန်တော်ခွင့်ပေးရအောင်ကျွန်တော်တက်တိုင်ထဲမှာရှုပ်ထွေးနေတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ဘုရားခင်ရဲ့ဝိညာဉ်တော်ကျွန်တော်ခေါ်ဖွင့်ပြီးတော့ကျွန်တော်နေရာပေးရအောင်ဘုရားခင်ကျွန်တော်ချီးမွမ်းတဲ့အခါမှာကျွန်တော်ရှုပ်ထွေးနေတဲ့ကျွန်တော်တွေးခေါ်နေတဲ့ဘုရားခင်ချီးမွမ်းဖို့ဖြစ်နိုင်ပါဘူးဒါပေမဲ့ဘုရားခင်ကျွန်တော်ဝိညာဉ်တော်ကျွန်တော်လွတ်လပ်စွာအချင်းပေးမယ်ဝိညာဉ်တော်လွတ်လပ်စွာနဲ့လှုပ်ရှားဖို့ကျွန်တော်ခွင့်ပေးပြီးတော့ဝိညာဉ်မီးတွေကျွန်တော်ဆရာတွေတစ်စင်ဒီမှာရှိတဲ့ဒီခန်းထဲမှာရှိတဲ့လူတွေအကုန်လုံးမှာကိုယ်ဆက်စေပါဆိုပြီးတော့ကျွန်တော်ချီးမွမ်းရတဲ့ဘုရားခင်ကိုကိုယ်ွယ်ကြပါအာမင်အာမင်ဟာလေလုယာဒုက္ခကိုကြာလာတာဒီသာသူကိုကိုစံနေချက်ချင်းတဲ့တော့ဝေးတာနောက်ဘုံတော်ရတာဘယ်ကပဲဒီလိုဒီနောက်တာသူတွေတော့ကြဖို့ဝေးချက်ချင်းတဲ့တော့ဝေးတာနောက်ဘုံတော်ရတာဒီနေ့ခဏလေးဆင်ချင်းအောင်နှုတ်ပတ်တော်မှာပါတဲ့နောက်ဆုံးတော့ကောင်းချီးသွန်းလောင်းခြင်းကဘယ်အချိန်ဖြစ်ပြီလို့ထင်တယ်လဲခုချိန်ဖြစ်ပါဘူးကျွန်တော်ပြောချင်တယ်နှုတ်ပတ်တော်မှာ90ရာခိုင်နှုန်းပြည့်စုံပြီဆိုတော့ကျွန်တော်တို့ဆရာတိုင်းကပြောလာတာဖြစ်တယ်ဒီကနေ့နောက်ဆုံးတော့အချိန်ပြင်းပြင်းမီးရှယ်လီဝိညာဉ်ကိုနေကျွန်တော်အခုချိန်မှာဆင်းကြလာမှာဖြစ်တယ်အာမင်ဟာလေလုယာအခုချိန်မှာမဆာရတဲ့သူအပေါ်မှာတော့ဘယ်လိုမှမလာနိုင်ဘူးဒီနေ့ကျွန်တော်တို့ဘုရားခင်ကိုရှိတဲ့နေရာကနေကျွန်တော်ဖျောက်ဖို့မရအောင်အာမင်အခက်အခဲပြဿနာတွေဆိုတာမရှိတာမဟုတ်ဘူးအသင်းတော်တိုင်းမှာမိသားစုတိုင်းမှာပြဿနာတွေရှိပေမဲ့အဲဒီပြဿနာတွေအထက်မှာရှိတဲ့ခရစ်တော်နဲ့သူရှိရင်ပြဿ
မြမောတော်ထေတောင်းရောက်ဆိုင်တဲ့တာသူကိုပြဆွဲခေါ်တော်မူပါဖာဒါတို့ရဲ့ဝိညာဉ်ကိုတောင်းတရအောင်ရောက်ရဲစေနိုင်တာဘုရားခင်မြမောတော်ထေမှာတာလည်းဖြစ်ပါလေအာမင်ကိုလိုရဲ့မြမောတော်ထေတောင်းတဲ့တောင်းဆွဲခေါ်တော်မူပါဒီမှာရှိတဲ့တောင်းရောက်ဆိုင်တဲ့တာသူကိုပြမြမောတော်ထေကိုပြဆွဲခေါ်တော်မူပါကိုလိုနဲ့တာယူညီစေတော်မူပါဖာဟာလေလုယာ
မင်းတို့တယောက်ကခဲလိုက်ပါနဲ့တခင်ယေရှုဟာအမြင့်မြတ်ဆုံးသောဘုရားသခင်တပါးသီးသောသားတော်ဖြစ်တယ်ဆိုတာကိုမင်းတို့တယောက်ကခဲလိုက်အဲ့ဒီတယောက်ကိုယေရှုကပါပြန်ပြောတယ်သူ့အလိုအလျောက်ပြောတာမဟုတ်ဘူးကောင်းပြီဖတ်မင်းတို့အားဖြင့်ပြောတယ်ဒီနေ့ကျွန်တော်တို့အသက်တာကိုမင်းတယ်ကျွန်တော်တို့ကိုယ်ကိုယ်နဲ့ယေရှုဟာကျွန်တော်တို့အတွက်ပါလေကျွန်တော်တို့ဘယ်လိုသိထားလဲဒုက္ခတဲ့ခုတော့ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကိုခံရတဲ့ပေတရုဟာသူ့ရဲ့အတ္တတာဖြစ်နေတဲ့ဘုရားခင်ဟာအတင်းတော်ကြီးဆောင်ခဲ့တာဖြစ်တယ်အာမင်ဟာလေလုယာဒီနေ့ကျွန်တော်တို့အရောက်စီတိုင်းအတ္တတာပါလေယေရှုကမင်းနေတယ်ငါ့ကိုဘယ်သူလို့ဖြစ်တယ်ထိုမင်းကိုကျွန်တော်မဖြစ်ချင်ပါဘူးဝိညာဉ်တော်ကိုဘယ်ကိုရတဲ့ကျွန်တော်ကိုယ်ပဲရှိဝင်တဲ့စကားပြောရအဲ့ဒီအဖြစ်ဟာဒီပစ္စည်းကိုရှိတဲ့ဒီမဲ့ကျွန်တော်ကိုအတင်းတော်ကြီးဆောင်ချင်လို့ဖြစ်တယ်အာမင်ဟာလေလုယာဝိညာဉ်တော်စင်ကြွဝိညာဉ်တော်စင်ကြွယေရှုကိုလို့ပြောတယ်ကျွန်တော်အသက်တာများပြောင်းလဲဖို့တဲ့ယေရှုမြတ်ရှင်ကိုရောကိုယ်ကိုရောရှိပေါ်ရောဝိုးမြေပါတော်နဲ့ဗန်းမိုးဘုဒီလာနဲ့တော့နဲ့ရပါဝိညာဉ်တော်အားဖြင့်ကိုရသတဲ့ချီမရဝိညာဉ်တော်စင်ကြွပြီဝိညာဉ်တော်စင်ကြွပြီပေသူကိုလို့ပြောတယ်သာဘုတို့ဒီကတော့ဒီဘာလို့ဒီမြတ်မာတော်နဲ့ဘာလို့ဘယ်ဒီနာနဲ့ဘာနဲ့ရတာဝိညာဉ်တော်အားဖြင့်ကိုရ
အေမန်နွေလာဆိုကိုလိုချီမွေးအောင်ခီးအေမန်ဒီဘပါကျွန်တော်တို့တပည့်တော်တွေယေရှုကိုယ်တိုင်ခေါ်ပါတယ်တပည့်တော်12ပါးကိုယေရှုနမိတ်လက္ခဏာပြတဲ့နေရာမှာလည်းသူတို့ပါပါတယ်ဒါပေမဲ့ယေရှုလောကတိုင်မှာတက်သွားတဲ့ခါမှာသူတို့ထွက်ပြေးကြပါတယ်ယေရှုမရှိတော့ဘူးဆိုပြီးမှတန်ခါးတွေတွားလို့ကြပါတယ်ယေရှုခေါ်ရုံလေးနဲ့မရပါဘူးယေရှုအမှုပြုသလိုပြုရုံလေးနဲ့မရပါဘူးယေရှုနှလုံးသားထဲမှာရှိလာတဲ့တည်းပြောင်းပြန်တဲ့ခါမှာအမှုတော်သက်သက်တော့ကြတာဖြစ်တယ်အာမင်အာမင်အာမင်ခရစ်တော်ကိုယုံကြည်ယုံလဲအသက်တာဆိုရင်မေးဆိုရင်ဒီနေ့ချီးမွမ်းတာစီစားမပါတဲ့ချီးမွမ်းခြင်းတွေဖြစ်နိုင်တယ်ဒီကနေ့ခရစ်တော်ရှင်လာတဲ့တည်းခရစ်တော်နာမနဲ့ချီးမွမ်းလာတဲ့အခါမှာအသက်တာမှာပြည့်စုံခြင်းကျွေးဝခြင်းအောင်မြင်ခြင်းတွေရလို့ဒီဘုရားချီးမွမ်းနေတဲ့ကျွန်တော်အသက်တာမှာပြန်ဆက်ကြရကိုရောပိုင်နေကိုရောပိုင်နေဘယ်လိုစားပြရမလဲဒီတော့ကကြည့်တယ်ဘယ်လိုရက်တီနိုင်ပါလဲရမလဲ
ကိုဖိတ်ခေါ်ချင်ပါတယ်ဒီထဲမှာစစ်တောင်းခံချက်တစ်ခုခုရှိမယ်လို့ဒီကမောင်ဆွေကျွန်တော်လည်းလာလာဆက်ဆက်တော့ဒီနေ့ကျွန်တော်ဘာကြရရခုတဲ့ကမှကျွန်တော်ပြောပြချင်ဒီနေ့ကျွန်တော်စေးကိုဘာကြရဖြစ်တယ်စေးမှာဒီနေ့ကျွန်တော်စပေါ်ကြီးအဖွားကြောင့်ရှားနေတော့ဒီနေ့ကျွန်တော်ကြားကင်ဆာဖြစ်တဲ့သူရဲ့အဆုတ်ထဲမှာသူရဲ့ကင်ဆာဘာလို့ကဲလို့ကြီးနေပါလဲတဲ့ဒါကြတဲ့ဒီနေ့မှာဆရာဘောမလေးဆက်စတင်ကိုလည်းလုံးနဲ့ကျွန်တော်တို့၄ယောက်ဒီမှာတော့မှစကောင်းပေးဖို့ရတယ်တော့တာဖြစ်ပါတယ်နေ့တည်းကိုရတယ်တော့တာဖြစ်ပါတယ်သူ့ကိုပေးဖို့ရတယ်တော့တာဖြစ်ပါတယ်ဒါပေမဲ့မရောက်တဲ့ခါမှာသူ့ရဲ့တက်တာကိုကြီးတဲ့ခါမှာအမေကပြုံးရွှင်နေတယ်ဝါမြောက်နေတယ်ဆရာတော်လေးပါပြောနေစရာကျွန်တော်ဒီမှာလာရောက်ချင်းရဲ့ရွေးချက်ကိုဒီအန်ဒီရှိကနေဒီနေ့ပြိုင်ကောင်းတဲ့ချက်ကြောင့်ကိုအများနဲ့ခံစားရတယ်ဆိုမှတော့ခံရဖြစ်ပါတယ်ဒီနေ့တော့ဘုရားဘာလို့အများကြီးဝင်လာတယ်အများကြီးစောင်းပေးတယ်နောက်ဆုံးကျွန်တော်လည်းသူ့မင်းပါတယ်အန်ဒီရဲ့တက်တာထဲမှာယေရှုကိုပေဒီမရှိနေတော့တော့ခင်ဗျားတို့တော့လက်ခံတယ်လို့လည်းလက်ခံပါသူလက်ခံပြီးတာဖြစ်တဲ့ဆိုသူခံရဖြစ်ပါတယ်နောက်သူရဲ့တက်တာထဲမှာကြည့်ကျွန်တော်သူ့လူဆရာနေရှိတယ်ဒီနေ့တော့ဖြောင်းလာနေမမော့ဆုံးအစိမရောက်ပြီးကင်ဆာမနေ့ကတည်းကဘာဖြစ်မလဲဆိုတော့ကျွန်တော်မသိနိုင်ပါဘူးဒါမှမဟုတ်ရအလုံးချတော့တောင်းတဆိုတာဖျားရတော့ဘာတော့ပြတယ်အာမင်အာမင်ဖျားရတော့ဘာတော့စကားကိုကြားနာခြင်းနဲ့ပြောက်ပြပါတယ်အာမင်နောက်မှဖျားကြီးရဲ့ရှင်မောတော့ဘုံလို့ရှင်မောချင်းကိုစံရတဲ့ပြောက်ပြပါတယ်ဒီနေ့တော့ဘာပြောလဲဆိုတော့ဖျားကိုဘုံလို့ရှင်မောတဲ့ချင်းကိုကြားချင်ပါတယ်တဲ့ဒါတော့ဒီနေ့မှာဘုရားကလည်းတော့အပြည့်ချွေးကြည့်တော့ကိုချင်းမောတဲ့အရာသူ့ကိုပေးနေတာတော့လည်းကောင်းပါအိမ်မတော်မကောင်းပါလေအိမ်မတော်မကျင်နေပါလေဆိုမှတော့ခန္ဓာပြပါဒီနေ့ဒီမှာဆိုရင်ကျွန်တော်ပြောချင်တဲ့ဆိုတဲ့ခါမှာဒီနေ့ကတည်းကဘာဖြစ်မလဲဆိုတော့ကျွန်တော်မသိနိုင်ပါဘူးဒါပေမဲ့ဟိုမှာရောက်တဲ့ခါမှာသူ့ရဲ့တက်တာကိုကြီးတဲ့ခါမှာအမေကပြုံးရွှင်နေတယ်ဝါမြောက်နေတယ်ဆရာတော်လေးပါပြောနေစရာကျွန်တော်ဒီမှာလာရောက်ချင်းရဲ့ရွေးချက်ကိုဒီအန်ဒီရှိကနေ
ကနေ့ကျွန်တော်အချင်းရှိပါသေးတယ်ဖျားကိုချီးမွမ်းဖို့ရတဲ့ကနေ့ဖျားတဲ့ကံလို့ရှိတာဖြစ်ပါတယ်ဖျားကိုကိုယ်ွယ်ဖို့ရတဲ့ကနေ့အချင်းရှိပါတယ်တဲ့နေ့တောင်ဖျားတဲ့ချီးမွမ်းမဲ့လူဖြစ်ရတဲ့ကနေ့ဖျားတဲ့ကံလို့ရှိပါတယ်ကနေ့ဒီအရင်ရတဲ့တာကနေ့တို့ရတဲ့တာနောက်ဆုံးစိတ်မရောက်တော့ရတဲ့ဖျားကိုချီးမွမ်းချီတော့ဘိုးကနေ့ကျွန်တော်ပြလာပြပါတယ်ကနေ့ကျွန်တော်ရတဲ့တာမှာလုံးထောင်မော်ဒီကနေ့ကိုရောရဲ့ကောင်းမြတ်ချက်ကြောင့်ကိုအိဘူးရတဲ့ကနေ့ကျွန်တော်တောင်းရှိတာပြပါအာမင်ကနေ့ရှင်မောချက်တဲ့ခင်ဗျားဘိုးတော်ကြီးရှားဖို့ရတဲ့ကနေ့ပြရတဲ့လို့ရှိတာပြပါပါဗျာကနေ့ကိုရောကျေးဇူးတင်တယ်ဒီနေ့လည်းခင်ဗျားသူ့ရဲ့ကျေးဇူးတင်အသက်တာတိတိပေါ်မှာဆက်ရတဲ့ကိုကောင်းချီးပြပါကနေ့တော့ဘာတော်ပြီးတော့ကောင်းကနေ့အထုပ်ရဲ့တင်တော်မှုချမယ်ဆရာပေါ်မှာဆက်ရတဲ့ကိုကောင်းချီးပြပါလောကဘာတော်ကိုဆံလို့သူဖြစ်စေပါဒီမှာရောက်တော့ရောက်စတဲ့တဲ့တာတွေမှာနောက်ဆက်တော့စီပြီးစီနေရတယ်ကနေ့ဖြစ်တော်နာမနဲ့ပေရှားပေးတော်လို့ပါဒီအချိန်မှာကိုရောရှိမှလူလူလာအနံပါတယ်အသက်တာတိတိကိုကိုရောလည်းအနံပါတယ်ဘိုးကြီးတို့ပြောလို့လို့လောလောပါအတော်မျိုးခမစ်ဆရာပေါ်မှာလည်းဆက်တဲ့ကိုကောင်းချီးပြပါပါဗျာကနေ့ကျွန်တော်ရှင်မောနဲ့ယေရှုနာမနဲ့ဆုတောင်းဆက်ကနာကြပါ၏အာမင်ကျွန်တော်နားလည်းချမ်းသာပါသူပဲကျွန်တော်လည်းဘာမှမရချင်ရအဲ့ဒီကျွန်တော်လည်းလောက်ကြတာရှိတယ်ဒါပေမဲ့ဒီကျွန်တော်အနေနဲ့ဆက်ရှိမှဒီကောင်ပါဒီကျွန်တော်ဆက်ရပါတယ်ဆက်ဘာမှဖြစ်တယ်ကျွန်တော်လည်းသူတို့အနေနဲ့ကြုံရဆက်ရှိတယ်ဘောနော်မနေ့ပြန်ဒီနေရာမှာ